video လေးကတော့မုတ်ပေါင်းသွားဝယ်စားရဲ့ video လေးဖြစ်ပါတယ်ဒီမုတ်ပေါင်းဆိုင်လေးက social media ရဲ့ဒီတချို့ page interview တွေမှာလည်းတွေ့ဘူးရပေါ့နော်ဆိုတော့အဲ့ page interview တွေမတိုင်ခင်နဲ့ကတော့စဖြစ်တာပါဆိုတော့ဒီနေ့ကဒါ video လေးရိုက်လိုက်တာပါဒီဆိုင်လေးကဗဟိုလမ်းပေါ်မှာရှိပါတယ်ဗဟိုလမ်းပေါ်မှာရှိရဲ့ Kudos မုတ်ဆိုင်ပေါ့နော်အဲ့ဒီမုတ်ဆိုင်ရဲ့အရှိနာလေးလောက်မှာပါချိုပင်းဆိုရဲ့မုတ်ဆိုင်လေးပါဆိုတော့သူ့ရဲ့မုတ်ပေါင်းမှာကရွေးချယ်စရာ၃မျိုးရှိပါတယ်ယူဝါပေါ့နော်အုံယူရှိရဲ့နောက်ပဲရှိရဲ့နောက်တစ်ခုကကြောင့်ပြောင်းမှုလေးရတယ်ပေါ့နော်ဒီရက်ကပြောင်းမှုလေးလည်းပေါ်နေတာဆိုတော့လေဆိုတော့ညီမကတော့ဒီမှာအုံယူနေပဲယူခဲ့ပါတယ်ပြီးတော့သူအပြင်ကအသားပေါ့နော်မုတ်အသားက2မျိုးရှိရဲ့ယူဥစ္စာရဲ့နောက်တစ်ခုကကြောင့်ကောင်းချင်းငချိတ်ရဲ့ပေါ့နော်ဆိုတော့ကိုကတော့ကောင်းချင်းငချိတ်ကြိုက်တာဆိုတော့အေးငချိတ်လေးနဲ့3ခုယူခဲ့ပါတယ်သူက3ခုအနည်းဆုံး3ခုယူရတယ်နဲ့တူတယ်ဘူးလေးနဲ့ထည့်ပေးရဆိုတော့လေရှေ့ခောက်ဒီမှာဝယ်တာလဲ3ခုပဲတပူးကို3000ပါဒါလေးကတော့ဆိုတော့အဲ့နားမှာကရခိုင်မုတ်ဒီဇိုင်းလေးလေးရှိရောမုတ်ဒီစားပြီးဒီမုတ်ပေါင်းပူပူလေးစားအရသာလေးက Questy ပေါ့နော်ရန်ကုန်မှာလည်းနည်းနည်းပြန်အေးနေရပေါ့နော်ရာသီဥတုအေးလေးဆိုတော့ဒါမျိုးဒီလေးစားမုတ်ပေါင်းလေးစားဆိုတော့အရင်စားလို့ကောင်းပါရဲ့လို့အကြောင်းဒီဇိုင်းလေးကို vlog လေးရိုက်လိုက်တာပါအားလုံးကျေးဇူးပါ